ရုပ်ရှင်ကတော့ပွဲမှာအချိန်မလေးစားတဲ့အောင်စပူကိုဒဲဆုံးမလိုက်တဲ့မျိုးတနာထုံးအောင်မြင်မှုဆိုတာနာမည်ကျော်ကြားမှုတွေမကားပဲလုပ်ငန်းခွင်ကကျင့်ဝတ်တွေနဲ့ပါတီးဆောင်လာတာပါဇက်တပင်လောကမှာဘရင်တပားလိုမင်းမှုနေတဲ့အောင်စပူတင်ရောက်ရုပ်ရှင်လောကနဲ့ခြေချတဲ့ပထမဆုံးနေမှာတယ်ဝိုင်းရင်မင်းသမီးကြီးရဲ့ပညာသားပပဆုံးမမှုကိုခံလိုက်ရတဲ့ဖြစ်ရပ်ကတော့လူပြောများနေပါတယ်အခုဆိုဇမင်းသားအောင်စပူရုပ်ရှင်လောကတွေကိုစကားကြီးနဲ့ခြေစုံပြည့်ဝင်ရောက်လာတာပါအောင်စပူရဲ့ပထမဆုံးရုပ်ရှင်စကားကြီးဖြစ်တဲ့အညိုတရဲ့ကတော့ပွဲကိုခန့်ခန့်နာနာကျင်းပခဲ့ပါတယ်။ဒီစကားကိုတော့နာမည်ကြီးဒါရိုက်တာကိုစောအိုင်ဦးကရိုက်ကူးမှဖြစ်ပြီးပါဝင်မဲ့တရုပ်ဆောင်တွေကလည်းဒိတ်ဒိတ်ကျဲတွေပါပဲ။ဒီကတော့ပွဲမှာအန်ဩစရာအကောင်းဆုံးကတော့အောင်စပူကိုဝင်းရံအားပေးကြတဲ့ပြည်သက်သူကြီးပါပဲ။လူပေါင်းထောင်နဲ့တောင်းနေချီပြီးကတော့ပွဲကျင်းပရာနေရာတစ်ခုလုံးကိုပိတ်ဆို့နေအောင်လာရောက်အားပေးခဲ့ကြတာဟာနိုင်ငံတော်သမ္မတတူရဲ့ခီးစဉ်တက်တောင်ပို့ပြီးစီကားနေသလားလို့ထင်မှတ်ရပါတယ်။လူရီယာအောင်စပူကိုတစ်ချက်ကလေးမြင်တွေ့ခွင့်ရဖို့နေပူထဲမှာပြန်မှန်းခံဆောင်ဆိုင်နေကြတာပါ။ဒါဆက်တဲ့ပင်လောကမှာအောင်စပူဘလောက်ထိစမ်းမွေတယ်လဲဆိုတာကိုတက်တည်ပြနေတာပါပဲ။ဒီစကားမှာကအောင်စပူနဲ့အတူမင်းသမီးကျော်လေးမင်းမြင့်မို့အပြင်လက်တလုံးမှာလှိုင်းလီကြားကပန်းရွှေချာဇလန်တွဲတွေကကြာညိုဆိုတဲ့ဇက်ကောင်နဲ့ပြိတ္တအသေးကိုဖန်ဆာထားတဲ့မင်းသမီးမြတ်သူသူတို့ကလည်းအဓိကတည်ယူဆောင်မှာဖြစ်ပါတယ်။ဒါပြင်ဝိုင်းရဲ့ကယ်ဒမီမင်းသမီးကြီးမျိုးတနာထွန်းကလည်းအရေးကြီးတဲ့နေရာကပါဝင်မှာဖြစ်လို့ဇက်ကားတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေတာပါဒါပေမဲ့ဒီကတော့ပွဲမှာပြဿနာလေးတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့မင်းသားအောင်စပူဟာပြည်သက်တင်ဝိုင်းဝင်နေရကြောင်းရောအခြားသောအကြောင်းရင်းတွေကြောင့်မှအတော်ပွဲကိုနောက်ကျပြီးမှရောက်ရှိလာခဲ့တာပါပဲဇက်တပင်လောကမှာသူဟာထိတ်တန့်မင်းသားကြီးဖြစ်ပေမဲ့ရုပ်ရှင်လောကမှာတော့သူဟာတက်သစ္စာမင်းသားအဆင့်သာရှိပါသေးတယ်ဝိုင်းရဲ့ကယ်ဒမီမင်းသမီးကြီးတွေဖြစ်တဲ့မျိုးတနာထွန်းတို့လိုလူမျိုးတွေကတက်သစ္စာမင်းသားတယောက်ကိုအချိန်ကြာကြီးစောင့်ဆိုင်နေရတဲ့ပုံမျိုးတနာထွန်းကတော့ကျင်းတဲ့ပုံမရပါဘူး။သူမမီဒီယာတွေကနေတစိအခုလိုပဲပြက်ပြက်သားသားပြောဆိုလိုက်ပါတယ်။မျိုးတနာထွန်းကရုပ်ရှင်လောကဆိုတော့တယောက်တည်းလုံးလို့ရတဲ့အလုံးမဟုတ်ပါဘူး။အများနဲ့စူပေါင်းလုပ်ရတာပါ။ဒီလိုများနဲ့လုပ်ရတဲ့နေရာမှာအချိန်ကိုတိတိကျကျလေးစားဖို့အလွန်ရေးကြီးပါတယ်။ကျမတော့ငယ်စဉ်ကလေးကနာမည်ကြီးဒါရိုက်တာလေးရဲ့ဆုံးမသွန်သင်မှုကြောင့်အချိန်ကိုအမြဲလေးစားခဲ့ပါတယ်။တခြားသူတွေလည်းအချိန်ကိုလေးစားဖို့လိုပါလိမ့်မယ်ဆိုပြီးတဲပြောသွားတာဖြစ်ပါတယ်။မျိုးတနာထွန်းကအောင်စပူရဲ့နာမည်ကိုတိုက်ရိုက်ထုတ်ပေါ်မပြောပေမဲ့သူမရဲ့စကားတွေဟာအောင်စပူကိုရည်ရွယ်ပြီးစောင့်ပြောလိုက်တာဆိုတာလူတိုင်းသိတာနေတာပါ။ပရိသတ်ကြီးရဲ့အမှုပညာရှင်တရားအတွက်စမ်းရှိဖို့နာမည်ကြီးဖို့ကအရေးကြီးတယ်လို့စီနီယာတွေနဲ့လုပ်ဖော်ကိုင်ဘတ်တွေပေါ်လေးစားမှုရှိဖို့ကလည်းအဓိကကျလာပါတယ်။အောင်စပူဟာဇက်တပင်မှာဘလောက်ပဲထိတ်တန့်ရောက်နေပါစေ။နယ်ပယ်တစ်တစ်ခုဖြစ်တဲ့ရုပ်ရှင်လောကတွေကိုဝင်လာတဲ့အခါမှာတော့စီကံချက်တွေကိုလိုက်နာဖို့လိုအပ်တာအမှန်ပါပဲ။မျိုးတနာထွန်းရဲ့ဆုံးမစကားဟာအောင်စပူအတွက်တင်မကားပဲအမှုပညာလောကတွေကလူငယ်တွေအားလုံးအတွက်ပါဟိုးတန်လာတဲ့သင်ခန်းစာတစ်ခုဖြစ်သွားခဲ့ရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောဝိုင်းရမင်းသမီးကြီးမျိုးတနာထွန်းကအောင်စပူကိုအချိန်မလေးစားလို့စောင့်ပြောလိုက်တဲ့အပေါ်မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။